လောကမှာလူတွေရဲ့နှလုံးသားဟာစမ်းပြားယုံမြမကရှို့ဝက်တယ်အလွန်လျှို့ဝက်တဲ့စိတ်နှလုံးရှိတယ်စိတ်ထဲကတစ်မျိုးပြောတဲ့စကားကတစ်မျိုးလုပ်တဲ့အလုပ်ကတစ်မျိုးအတွေးနဲ့အပြောနဲ့အလုပ်နဲ့ကိုက်ညီချင်မှကိုက်ညီတယ်ပြောတာတခြားလုပ်တာတခြားတွေးနေတာကတခြားလူတွေရဲ့နှလုံးသားဟာရှို့ဝက်စမ်းပြားပြီးတော့နေတော့လူအကြောင်းကိုလူသိဖို့ဆိုတာအလွန်ပဲခဲရင်တယ်အလွန်ပဲခဲရင်တယ်ဒါကအခုမှပြောတဲ့စကားမျိုးမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်အခါကာလတော့ကစင်တွေကိုအတတ်တင်တဲ့ပညာရှင်တဦးဖြစ်တဲ့ကန္တရကဆိုတဲ့မျိုးသားတစ်ယောက်ရှိတယ်အဲ့ဒီအမျိုးသားကမြတ်စွာဘုရားရဲ့တတိပဒံတရား၄ပါးဟောကြားဆုံးမတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုတန်တော်ချီးမွမ်းပြီးတော့ပြောကြတယ်အရှင်ဘုရားမြတ်စွာဘုရားဟာသရဝါရီရဲ့အဟိတအာဟိတလို့ဆိုတဲ့အကျိုးရှိရာရှိကြောင်းဟိတအကျိုးရှိတဲ့အကြောင်းအရာတွေအာဟိတအကျိုးမဲ့ကိုဖြစ်စေတဲ့အရာတွေကိုသရဝါရီရဲ့လူသားတွေရဲ့ဟိတဟိတကိုအသေးစိတ်သိတော်မူတာအံ့ဩဝယ်ရအလွန်ကောင်းပါတယ်တဲ့သူဟာစင်တွေကိုအတတ်ပညာသင်ပေးတဲ့ဆရာတဦးဖြစ်တယ်စင်ဆိုတဲ့သရဝါရီလောကမှာရှိတဲ့သရဝါရီတိရစ္ဆာန်သရဝါရီဟာအဝတ္တမရိုးသားတဲ့ဖြောင်းပတ်တဲ့ကောက်ကျစ်တဲ့စိတ်နှလုံးသားတွေမရှိဘူးတဲ့ဥဒ္ဒနကင်ညေတံဗန္တိယတိတံပတောသားကောင်ခြေတော်၄ချောင်းရှိတဲ့သားကောင်တိရစ္ဆာန်လူတွေကရင်ပအောင်လေ့ကျင့်ပေးကြတယ်ခုခေတ်ဆိုရင်တော့ပို့ပြီးတော့များတာပေါ့ခွေးတွေလည်း training ပေးတာပဲမြင်းတွေလည်း training ပေးတာအားလုံးလူတွေဟာတိရစ္ဆာန်တွေကိုခိုင်းစေဖို့ဆိုပြီးတော့လေ့ကျင့်သင်ကြားပေးနေကြတာအများကြီးရှိတယ်အဲ့တော့သူကဆင်ကိုလေ့ကျင့်သင်ကြားပေးတဲ့ဆင်အတတ်သင်ဆရာတဦးဆိုတော့မြတ်စွာဘုရားကိုလျှောက်တယ်ဆင်တကောင်ကိုတပည့်တော်လေ့ကျင့်သင်ကြားတော့မယ်ဆိုလို့ရှိရင်ယူဇနာဝက်ခရီးလောက်ကို2 ခေါက်လောက်စီးလိုက်လို့ရှိရင်ဒီဆင်ရဲ့စိတ်နေသဘောထားတွေအကုန်လုံးတွေ့ရတယ်ဘာမှရှိုးဝဲချက်မရှိဘူးအလွန်ပေါ်လွင်ထင်ရှားတယ်တော့ပြန်စီးလိုက်တာနဲ့တပြိုင်တည်းဒီဆင်ရဲ့အမူအကျင့်တွေအကုန်လုံးသူသိလိုက်ရတဲ့အခါဒီဆင်ကိုဆုံးမရတာဒီအမူအကျင့်တွေကိုကြည့်ပြီးဆုံးမလို့အလွန်လွယ်ကူတယ်ဒါကြောင့်